စေတနာဆရာမမေတ္တာဆရာများရဲ့ဝေသပြာအဓိကမထားကျွမ်းကျင်တဲ့စိတ်အတတ်ပညာဒုနာရှင်ယောဂလက္ခဏာတောက်ကင်းမှုရေးအမြန်ကုသပေးတဲ့လေးစားတရားတော်ကဲတင်ရှင်ဆရာများရဲ့တိုင်းနိုင်ငံမြို့မြို့နယ်နယ်စေယုံစေကံခမီတော်စီသွန်တွင်နဲ့အများရဲ့အသက်ကိုကဲစေတနာဆရာမမေတ္တာဆရာများကိုကွယ်ကျေးဇူးဆက်ကြော့ပန်စင်မာရဲ့ကဘာတီတွေမြမပြီးဝဲနောင်လာကလေးတို့အားကြကုန်ယူွယ်ပညာသင်ကြိုးစားလို့သာကဲတင်ရှင်ဆရာဝန်ကြီးလုပ်မယ်ဆရာဝန်ဆရာမပေါင်းစုလို့ရဲ့ပြည်သူသက်ကိုကဲပညာရှင်များပေါင်းစုလို့ကွယ်ကုသလို့ပေးတယ်ကဘာသူကဘာသာအတန်လေးရဲ့ဆရာဝန်ကြီးများကဲတည်နေပါတယ်ယောဂဝေဒနာတွေကိုအပြေရှားဆန်းစစ်ပြီးကွယ်ကဲတင်ရှင်ဆရာဝန်ကြီးတွေကုသပေးနေတယ်ခင်မီနီးပညာနဲ့တီထွင်ပြုလုပ်ထားတဲ့စကရိယာများရဲ့သူခမိန်ဆရာဝန်ကြီးတွေပေါ်ဆက်ထားတဲ့ဆေးတွေရဲ့အစွမ်းထက်ထိရောက်နေတဲ့ကျမ်းမာရေးမဲ့ကဲတင်ရှင်များစနမူနာယူွယ်စေတနာဆရာမမေတ္တာဆရာများရဲ့ဝေသပြာအဓိကမထားကျွမ်းကျင်တဲ့စိတ်အတတ်ပညာဒုနာရှင်ယောဂလက္ခဏာတောက်ကင်းမှုရေးအမြန်ကုသပေးတဲ့လေးစားတရားတော်ကဲတင်ရှင်ဆရာများရဲ့တိုင်းနိုင်ငံမြို့မြို့နယ်နယ်စေယုံစေကံခမီတော်စေသွန်တွင်နဲ့အများရဲ့အသက်ကိုကဲစေတနာဆရာမမေတ္တာဆရာများကိုကွယ်ကျေးဇူးဆက်ကြော့ပန်စင်မာရဲ့ကဘာတီတွေမြမပြီးဝဲနောင်လာကလေးတို့အားကြကုန်ယူွယ်ပညာသင်ကြိုးစားလို့သာကဲတင်ရှင်ဆရာဝန်ကြီးလုပ်မယ်ဆရာဝန်ဆရာမပေါင်းစုလို့ရဲ့ပြည်သူအသက်ကိုကဲပညာရှင်များပေါင်းစုလို့ကွယ်ကုသလို့ပေးတယ်ကဘာသူကဘာသာအတန်လေးရဲ့ဆရာဝန်ကြီးများကဲတည်နေပါတယ်ယောဂဝေဒနာတွေကိုအပြေရှားဆန်းစစ်ပြီးကွယ်ကဲတင်ရှင်ဆရာဝန်ကြီးတွေကုသပေးနေတယ်ခင်မီနီးပညာနဲ့တီထွင်ပြုလုပ်ထားတဲ့စကရိယာများရဲ့သူခမိန်ဆရာဝန်ကြီးတွေခေါ်ဆက်ထားတဲ့ဆေးတွေရဲ့အစွမ်းထက်ထိရောက်နေတဲ့ကျမ်းမာရေးမဲ့ကဲတင်ရှင်များစနမူနာယူွယ်